အစမှာမိဘများနဲ့အတူအသက်ပြောင်းပြီးအိမ်သို့ကားဖြင့်ခီးသွားနေခြင်းတခုခုကိုတွေ့ပြီးကြောက်လန့်နေပါတဲ့ချီဟီရိုကောင်မလေးတစ်ယောက်ပါချီဟီရိုနဲ့မိဘများခီးသွားလမ်းမှာလမ်းမသွားပြီးမောင်းနှင်လာစဉ်နှက်စင်ဖရာရုပ်ထုများကိုတွေ့ပြီးလိုင်ကူပေါက်ရှိရာသို့ရောက်ရှိလာပြီးချီဟီရိုကောင်မလေးမှာကြောက်လန့်နေပါတယ်ချီဟီရိုကောင်မလေးကမိဘများကဝင်သားကြည့်ရာချီဟီရိုသည်ကြောက်ကြောက်နဲ့လိုက်ဝင်ခဲ့ရပါတယ်လိုင်ကူဆုံးပြီးတဲ့နောက်ထူးဆန်းသည့်နေရာတစ်ခုသို့ရောက်ရှိလာပြီးအတန်ကြားရာကိုလိုက်ကြည့်ရာဗလီဟောင်းတစ်ခုနောက်မှာစားသောက်ဆိုင်ကြီးတစ်ခုကိုတွေ့ရှိပြီးမိဘများကအစားအသောက်တွေကိုမတရားစားသောက်မိပြီးဝက်ကြီးများအဖြစ်ပြောင်းလဲခံရသည်ချီတို့ကောင်မလေးတယောက်မှာစူးစမ်းရှာဖွေဖို့လက်ထွက်သွားပြီးလိုက်လံကြည့်ရှုရာရှေးဟောင်းအမတ်သားတစ်ခုပါသည့်အစာအုပ်တစ်ခုစီကိုသွားရလမ်း၌ရှိသောတရားပေါ်မှအောက်သို့ငုံကြည့်ကယထာသင်းဖြစ်သွားသည်ကိုတွေ့ရှိပြီးထိုအချိန်မှာနေဝင်ချိန်ဖြစ်လာတော့မည့်အချိန်ဖြစ်ရာအမည်မသိကောင်းလေးတယောက်ကကဲတင်လာပြီးချီတို့သူမိဘများရှိရာပြန်လာခဲ့ရာမိဘများဝက်များအဖြစ်ပြောင်းလဲသွားသည်ကိုမြင်ရပြီးကြောက်လန့်တကြပြေးရာနေဝင်ချိန်တွင်မမြင်ရသောဝိညာဉ်များပေါ်ထွက်လာတာကိုမြင်ပြီးချီတို့ဟာအလန့်တကြပြေးလာရပါတယ်ချီတို့နဲ့မိဘများအတူလာရလမ်းမှာရေတွေရောက်ရှိနေပြီးချီတို့ထိုင်နေပြီးတော့ငိုနေတယ်မှာရွှေရောင်တောက်ပသောသင်းမောတစ်သင်းပေါ်လာပြီးထိုသင်းမောပေါ်မှာမကောင်းဆိုးဝါးဝိညာဉ်များကိုမြင်ပြီးနောက်ထွက်ပြေးရှောင်ပုံနေရတရားပေါ်၌တွေ့ရသောအမည်မသိကောင်းလေးရောက်ရှိလာပြီးမကောင်းဆိုးဝါးများထံမှချီတို့ကိုကောင်မလေးကိုကဲတင်ခေါ်ဆောင်လာပြီးကောင်မလေးနဲ့သူ့အဆန်းတွေကိုပြောပြပါတယ်မကောင်းဆိုးဝါးများကလည်းလူသားတယောက်ကိုလိုက်လံရှာဖွေနေပါတယ်ကောင်လေးကပြန်သွားပြီးချီတို့ကောင်မလေးတယောက်တိတ်တခွန်းနဲ့ပတ်ဝန်းကျင်မှာမရိပ်မိအောင်အိန္ဒိယတွေကိုတဲခွက်ခါလေကားတစ်ခုမှတစ်ခုပေါ်ကိုဖြင်းညင်းနှင်သာသာဆင်းနေရင်ခြေကြော်ကြကဒုတင်းပေါက်တစ်ခုစီရောက်သွားပြီးထိုပတင်းပေါက်မှဝင်ပြီးလိုက်လံကြည့်ရှုနေတော့အထဲမှလက်ချောက်ချောက်ပါသောအဖိုးလူကြီးကိုမြင်ပြီးအဲ့ချိန်မှာကြောက်ရွံ့ရှာနေတဲ့ချီဟီရိုသည်ပြန်ပုန်းနေရပါတယ်ခဏကြာမှအဖိုးကြီးကိုအလုံးလုံးမြည်ဟုအဖိုးကြီးထံလျှောက်ထားပါတယ်အမည်မသိကောင်းလေးကဒီမှာအလုပ်လုပ်ရပါစေဟုလျှောက်ထားပါကနင်အလုပ်ရနိုင်တယ်ရေချိုးကန်တွေကိုဘိုင်လာတွေကိုအပူပေးတဲ့အလုပ်ကိုလုပ်နေတဲ့ငါကခမကြီးဟုပြောရင်အလုပ်ပြန်လုပ်နေတော့ကောင်းမလေးလည်းထိုင်ပြီးကြည့်နေရင်အကဲခက်ဖြစ်နေပါတယ်အဖိုးကြီးရဲ့အလုပ်သမားကိုကူညီရင်အလုပ်ကိုအဆုံးသတ်လိုက်ဖို့ပြောလိုက်တဲ့အချိန်မှာချီတို့ကောင်းမလေးလည်းကူညီလိုက်ရအားလုံးကအလုပ်မလုပ်ပဲဆန္ဒပြနေချိန်အဖိုးကြီးနဲ့အလုပ်သမားမင်းသားလေးများထမင်းကျွေးတဲ့လင်းဆိုတဲ့ကောင်မလေးရောက်လာပြီချီတို့ကိုမြင်ပြီးအဖိုးကြီးတော့ဒုက္ခရောက်ပြီပြောနေတော့မှပဲအဖိုးကြီးမှကောင်မလေးကိုအကူအညီတောင်းလိုက်ပါတယ်ချီတို့ကိုထမင်းကျွေးကောင်မလေးမှခေါ်ဆောင်သွားပြီးချီတို့ကိုယူပါပါအကြောင်းပြောပြပြီးဓာတ်လေကားနဲ့မသိအောင်ခေါ်ဆောင်သွားကမိစ္ဆာတကောင်မှလူသားအနှံ့ရသည်ဟုမေးကကောင်မလေးကိုဓာတ်လေကားနဲ့တွန်းထည့်လိုက်ပါတယ်ချီတို့ကောင်မလေးလည်းမိစ္ဆာတကောင်နဲ့အတူဓာတ်လေကားအတူစီးပြီးအပေါ်တက်ပြီးနောက်အခန်းတစ်ခန်း၌ကြည့်ရှုနေတယ်အခန်းတကားတုံးဖွင့်စဉ်တကားမှာအသံမြေပြီးပွင့်လာပြီးနောက်အဖွားအိုမိစ္ဆာကြီးစွမ်းနဲ့အတူချီတို့တယောက်အဖွားအိုမိစ္ဆာရှေ့တန်းရောက်ရှိလို့လာပါတယ်မိစ္ဆာအဖွားအိုမှဒီနေရာမှာလူသားတွေမရှိဘူးဒီနေရာကရေချိုးအိမ်ဝိညာဉ်ရှင်းသားလောက်ကပင်ပန်းတာတွေကိုလာအနားယူတဲ့နေရာပဲမင်းမိဘတွေကအတော်တတ်သိရှိတယ်ငါတို့ဧည့်သည်အသားအစာတွေကိုဝတ်တွေလိုသဘောထားပြီးတော့လောဘတကြီးယူသွားကြတယ်အဲ့ဒါကြောင့်မင်းကဘာကိုပြန်လို့ရမှာမဟုတ်ဘူးချစ်စရာဝက်ကလေးဖြစ်ဖြစ်မိသေးဆုံးတုံးလောက်ပဲဖြစ်ဖြစ်လောက်မယ်လို့ချင်းချောက်ပြောဆိုလိုက်ပါတယ်ချီတို့ကလည်းအဲ့ဒါကိုကြားနေချိန်မှာကြောက်ရွံ့နေတော့ညာလဲအဲ့ကြောက်ရွံ့စိတ်ကိုဖျောက်ပြက်ပြီးတော့ဒီမှာအလုတ်လုပ်ခြင်းနဲ့ငါ့ကိုအလုတ်ပေးပါဟုပြောဆိုလိုက်ရမှာအဖွားဟိုမိစ္ဆာမှာစိတ်ဒေါသထွက်လာပြီမင်းကအကျင့်ပြတ်တယ်အငိုတန်ပြီးဒီမှာဘယ်တော့မှအလုပ်ရမှာမဟုတ်ဘူးအကြောင်းကိုကောင်းမလေးကိုပြောနေတော့အဖွားဟိုမိစ္ဆာကြီးကလေးငိုလာပြီးတိတ်ဆိတ်နေဖို့ပြောနေတော့ချီတို့မှာအလုပ်ရရှိရန်ဆက်ပြောရင်းသဘောတူစာချုပ်ကိုလက်ခံခဲ့တယ်အဖွားဟိုမှာစာချုပ်ချုပ်ပြီးနောက်ချီတို့ကိုစံအမည်ပြောင်းပေးခဲ့ပါတယ်နာမည်ပြောင်းပြီးတော့ဟာကူဆိုတော့အမည်မသိလူငယ်လေးတယောက်ရောက်ရှိလာပြီးခေါ်ဆောင်သွားပါတယ်မိစ္ဆာများအားလုံးချင်းမှာအဖွားအိုမိစ္ဆာကအလုံးလက်ခံလိုက်ပြီးဖြစ်ကြောင်းပြောပြပြီးလင်းကောင်မလေးနဲ့ထည့်ပေးလိုက်ပါတယ်လင်းကောင်မလေးကတတိရှိကြောင်းနဲ့တခုခုဆိုပြောနေရင်အခန်းကိုလိုက်ပို့ပြီးနေစရာထိုင်စရာနဲ့အဝတ်စားတွေပေးပြီးအဖွားအိုမိစ္ဆာရဲ့တပည့်ကိုတတိထားဖို့ပြောလိုက်ပါတယ်ချီရိုတယောက်အိမ်မပြောပဲရှိနေတဲ့အချိန်မှာဟာကုဆိုတဲ့ကောင်လေးရောက်လာပြီးတရားပေါ်သို့လာတွေ့ရန်ပြောကြားပြီးနောက်ကောင်မလေးလည်းထွက်လာစဉ်
ဖနက်ကိုမိစ္ဆာကလေးများမှဖနက်ယူပေးပြီးချီတို့ကောင်မလေးလည်းဖနက်စီးပြီးထွက်လာခဲ့ရာဟာကုနဲ့တွေ့ပြီးမိဘများရှိရာသို့ခေါ်ဆောင်သွားတယ်အဖေနဲ့အမေကိုတွေ့ပြီးဝမ်းနေစွာနဲ့အဖေနဲ့အမေကိုလာခဲ့မယ်ဆိုပြီးဂတိပေးပြီးပြန်ထွက်လာခဲ့ပါတယ်ငိုနေခဲ့တဲ့ချီတို့ကောင်မလေးကိုဟာကုကောင်လေးကအဖွားကိုမိစ္ဆာမှနာမည်အရင်ယူသွားပြီးသွားရင်မင်းအိမ်ပြန်လို့ရမှာမဟုတ်ကြောင်းနဲ့ငါ့ကိုမတ်မိနေမှာမဟုတ်ကြောင်းပြောကြရင်ချီတို့ကိုအစာတစ်ခုကြွေပါတယ်အစာစားပြီးတော့ကျေးဇူးတင်ကြောင်းပြောပြီးပြန်လာခဲ့ပါတယ်ချီတို့ပြန်ရောက်ပြီးအလုတ်တွေပြန်လုပ်ပါတယ်ကြမ်းတိုက်တယ်ရေကန်တွေဆွေးတယ်အလုတ်တွေလုပ်ပြီးအညစ်ကြေးသွန်နေတော့ပရင်းပါမှမိစ္ဆာတကောင်ကိုတွေ့ပြီးမိတ်ဆက်ပြီးအလုတ်ပြန်လုပ်ဖို့ထွက်သွားခဲ့ပါတယ်နောက်တစ်နေ့အလုတ်ဆင်းဖို့လုပ်နေတော့အလုတ်ခေါင်းဆောင်တဲ့စကားပြောနေတော့မျက်နာမဲ့မိစ္ဆာပေါ်လာပြီးကောင်မလေးကိုအလုတ်အတွက်ကူညီလိုက်ပါတယ်ကောင်မလေးမှမျက်နာမဲ့မိစ္ဆာကူညီပေးလိုက်တဲ့တသိပ်ပြားကိုယူဆောင်ပြီးလင်းနဲ့အတူအလုတ်လုပ်ပါတယ်လင်းကမနက်စားသွားယူတော့မျက်နာမဲ့မိစ္ဆာပေါ်လာပြီးလက်ဆောင်တွေထပ်ပေးပြီးသူ့ဘော်ကိုကျင်နာစေခဲ့ပါတယ်နောက်တစ်နေ့ညမှာတော့မိစ္ဆာအဖွားအိုကြီးရေချိုးတဲ့နေရာကိုအရန်ကြီးနဲ့စော်တဲ့မိစ္ဆာတကောင်ရေလာချိုးပါတယ်ထိုအခါလင်းနဲ့ချီရိုကိုခေါ်ပြီးအရန်နဲ့စော်တဲ့မိစ္ဆာတကောင်ကိုအလုတ်ပေးအပ်လိုက်ပါတယ်ချီရိုကောင်မလေးစမ်းသည်ခါချင်းငွေယူပြီးတော့ရေချိုးကန်သို့ခေါ်သွားပြီးအရန်နဲ့စော်တဲ့မိစ္ဆာကောင်ကရေကန်ထဲသိမ့်ပြီးရေများထပ်ဖြစ်ပေးပါတယ်ဒီလိုတန်ရှင်းရေးလုပ်ပြီးတဲ့နောက်ကန်ထဲကိုချော်လဲသွားတဲ့အားမိစ္ဆာမှာကိုမာတစ်ခုခုစိုက်နေသူကိုမြင်ရပြီးမိစ္ဆာအဖွားအုံမမိစ္ဆာအဖွားအုံနဲ့အတူမိစ္ဆာများအားလုံးဆွဲထုတ်ရာရွှေတွေအများပြားထွက်လာပြီးရန်နဲ့စော်တဲ့မိစ္ဆာမှာငကားဖြူရေနံမင်းအဖြစ်သို့ပြောင်းလဲပြီးထွက်သွားပြီးတော့ချီးကျူးလိုက်သည့်ချီတို့ကိုလက်ဆောင်တွေနဲ့ပေးအပ်လိုက်ပါတယ်ငကားဖြူမှပေးလိုက်တဲ့လက်ဆောင်ကိုချီတို့မှတင်ထားပြီးချီတို့နဲ့လင်းပြီးညသာစားပြီးတော့သူမိဘတွေကိုသူမကိုယ်တိုင်သွားခဲ့သည့်ပုံကအိမ်မက်မှတ်ပါတယ်ရမှာနိုးထပြီးနောက်အလောက်ရှုံနေတဲ့သူတွေကိုကြည့်ပြီးလင်းကောင်မလေးမှပြောတော့ရွှေတုံးကိုကြည့်ပြီးအံ့ဩနေတယ်။ကဲပါမျက်နှာမဲမိစ္ဆာရဲ့ပေးကမ်းဆွန်ချက်နေမှုကိုမိစ္ဆာအဖွားကိုအိတ်နေတော့ရှာယူနေကြသူများဖြစ်ကြပါတယ်။ချီတို့ကကန်းကိုငေးကြည့်ရင်ငကားကိုမြင်တွေ့လိုက်ပြီးငကားကိုကယ်လိုက်သည့်ငကားမှာရံမှုပြီးပြန်ထွက်သွားပါတယ်။တခြားမိစ္ဆာများကမျက်နှာမဲမိစ္ဆာကိုဖျော်ဖြေပေးပျော်ရွှင်နေကြပါတယ်။ချီတို့သည်အဖြစ်မှန်ကိုသွားပြောရန်အဖွားကိုမိစ္ဆာကိုတွေ့ရန်မိစ္ဆာများမှတားပြီးမျက်နှာမဲမိစ္ဆာနဲ့တွေ့သည့်အခါမှာရွှေတွေပေးပြီးချီတို့ကိုကုညံဆောင်ပြီးချီတို့မှရွှေများမလိုခြင်းဟုပြောကာထွက်သွားသည့်အချိန်တွင်မျက်နှာမဲမိစ္ဆာမှတခြားမိစ္ဆာများကိုစားတောက်လိုက်ပါတယ်ချီတို့လည်းခက်ခဲကြမ်းတမ်းစွာကြော်ဖြတ်ရင်းအဖွားအိုမိစ္ဆာနဲ့တွေ့ရန်ပရင်းပေါက်ကိုခိုးဝင်လာပါတယ်ခိုးဝင်ပြီးနောက်လမ်းလျှောက်လာတဲ့အဖိုးအိုမိစ္ဆာစကားပြောတာကြားပြီးနောက်ချီတို့သည်အဖွားအိုမိစ္ဆာကလေးအခန်းတွင်သို့ဝင်ပုံးလိုက်ပါတယ်အဖွားအိုကလေးကိုချော့သိပ်ပြီးနောက်ပြန်သွားသည့်အခါမှာချီတို့ကိုအဖွားအိုမိစ္ဆာကလေးကသူနဲ့ကစားရန်ဖိတ်ခေါ်ပြီးမကစားပဲထွက်ရင်အောင်ငိုမယ်မင်းလက်မောင်းကိုလည်းချိုးလိုက်မည်ဟုပြောကချင်းချောက်ကသူနဲ့ကစားစီခဲ့ပါတယ်။ကောင်မလေးကအလိမ္မာသုံးပြီးကလေးထံမှပြေးထွက်လာတယ်။ဒဏ်ရာရနေသောငကားပြူကောင်လေးကိုအဖွားအိုမိစ္ဆာကြီးတပည့်ထံမှကာကွယ်နေစဉ်စက္ခုငတ်မှအဖွားအိုမိစ္ဆာကြီးအမဖြစ်သူကအဖွားအိုမိစ္ဆာအဖြစ်ပြောင်းလဲပြီးကလေးကိုကြွက်သေးတဲ့ကောင်နဲ့တခြားမိစ္ဆာတွေကိုလည်းမတူအောင်ပုံစံပြောင်းပြလိုက်ငကားဖြူကောင်လေးဟာကုကသူ့စီအပ်ဖို့ပြောပြီးအလဲ့တွင်ငကားဖြူဟာကုမှနှိုးလာပြီးအမိနဲ့စက္ခုငတ်ကိုရိုက်ခါလိုင်ကောင်းအတွင်းသို့ဟာကုနဲ့အတူချီတို့ကောင်လေးတို့အတူတူပြုတ်ကျခဲ့ရတယ်လက်6ချောင်းရှိတဲ့အဖိုးကြီးခန့်သို့ပြုတ်ကျပြီးတိတ်ဆိုးတော်မြင့်ငကားဖြူကောင်လေးဟာကုကိုချီတို့မှသူလက်ဆောင်ရရှိခဲ့တဲ့ဆေးလုံးကိုတိုက်လိုက်ရာပါဇက်မှဖြန်လင်းတဲ့အတူသစိတ်တုံးထွက်လာပြီးလူပုံစံပြောင်းကချီတို့ကသစိတ်တုံးကိုအဖွားအိုမိစ္ဆာကြီးအမကိုပြန်ပေးရန်အဖိုးဝင်နဲ့တိုင်ပင်ပြီးရောက်ရှိလို့လာပါတယ်အဖွားအိုမိစ္ဆာကိုလိုက်ရှာပြီးတောင်းကျမ်းနေတယ်မျက်နှာပိုင်းမိစ္ဆာပါလဲမိစ္ဆာကြီးဖြစ်သွားပြီးအကြောင်းပြောနေတော့အဖိုးမှစမ်းခေါ်ချီတို့ယထာလက်မှတ်တစ်ခုပေးလိုက်ပါတယ်နှစ်40ရှိပြီးတင်ထားတဲ့ယထာလက်မှတ်တစ်စောင်းကိုပေးပြီးချီတို့လည်းသွားဖို့ပြင်ဆင်နေစဉ်အဖွားအိုမိစ္ဆာနဲ့တွေ့ပြီးမျက်နှာမဲ့မိစ္ဆာကိုဧကန်ဖို့အဖွားအိုမိစ္ဆာနဲ့ဧကန်ဖို့အထဲထဲလိုက်ပြီးနောက်မျက်နှာမဲ့မိစ္ဆာမှာဘာလို့လဲမင်းနေပြီးချီတို့မှာသွားစရာရှိကြောင်းပြောပြပြီးငါမှလိုချင်တာမရှိကြောင်းမင်းလည်းမကူညီနိုင်ဘူးဆိုပြီးပြောခဲ့ပါတယ်ထိုအခါလာခဲ့တဲ့နေရာကိုမင်းပြန်သွားတဲ့ကြောင်းမင်းမအိမ်မရှိဘူးလားမိဘတွေကမရှိဘူးလားမျက်နှာမဲမိတ်ဆက်မှာချီတို့ကိုမင်းကိုပဲငါစားခြင်းတဲ့အကြောင်းနဲ့အဲ့အချိန်မှာကောင်မလေးမိဘများကျွေးမဲ့ဆေးကို
ညနာမဲ့မိစ္ဆာပတ်သက်ထဲထည့်ပြီးချီတို့လည်းပြေးရင်ညနာမဲ့မိစ္ဆာလည်းလိုက်ရင်ညနာမဲ့မိစ္ဆာမှာချီတို့ကိုလိုက်ရင်လင်းမစမ်းကိုဘူတာကိုပို့ခဲ့ပါတယ်ချီတို့နဲ့အတူညနာမဲ့မိစ္ဆာလည်းလိုက်သွားခဲ့ပါတယ်အဖိုးကြီးနဲ့ဟာကုနဂါးဖြူလေးတို့ချီတို့ပြန်လာကိုစောင့်နေကြပါတယ်အဖွားကိုမိစ္ဆာမှာအပြစ်ပြောဆိုနေပြီးထိုအချိန်ဟာကုဝင်လာပြီးပုံပြောင်းလဲထားသည့်သူ့မိစ္ဆာတွေမှာလည်းငကိုအတိုင်းပြန်ဖြစ်ပြီးသူ့သားလေးကိုရှာဖွေစဉ်မတွေ့သဖြင့်ဒေါသထွက်ပြီးဟာကုကိုအစီအစဉ်ကိုမေးကလေးကိုပြန်ခေါ်လာပေးမယ်ဆိုရင်ချီတို့နဲ့သူ့မိဘတို့လူဖြစ်အောင်ပြန်လုပ်ပေးဖို့သဘောတူညီလိုက်ပါတယ်ချီတို့ကလည်းသူ့တငယ်ချင်းနဲ့မျက်နှာမဲမိစ္ဆာတို့ယထာပေါ်မှာဆင်းပြီးရှောက်လာရလမ်း၌ခြေထောက်ပါသောမီးအိမ်နဲ့တွေ့ပြီးခေါ်ဆောင်ရအောင်လိုက်သွားခဲ့ပြီးနောက်အိမ်တအိမ်ကိုတွေ့ပြီးအထဲမှဝင်လာခဲ့ဟုခေါ်တဲ့အတူအသေးသေးဝင်သွားပြီးတဲ့နောက်မှာတော့အထဲမှာမိစ္ဆာအဖွားကြီးအမှားဖြစ်နေပြီးဟာကုခိုးယူလာသောမိစ္ဆာပစ္စည်းကိုပြန်ပေးပြီးနောက်တောင်းပန်ကြောင်းပြောကအဖွားအိုနဲ့အတူညသာစားတော့ကြပါတယ်ညသာစားတော့စကားပြောပြီးတဲ့နောက်မှာကျွန်တော်တို့အိမ်ပြန်ဖို့ပြောပြီးနောက်မှာအဖွားအိုမှရက်လောက်ထားသည့်ခြီကျိုးနဲ့လက်ဆောင်ကိုပေးပြီးအပြင်ထွက်ကြည့်ရာအဖွားအိုမှဟာကုကိုခွင့်လွှတ်ကြောင်းနဲ့ပြောပြီးနောက်ခြီတို့နဲ့အတူပါလာတော့တငယ်ချင်းများနဲ့ဟာကုနဂါးပြူတွေတို့အတူပြန်လာကြပါတယ်စကားပြောနေစဉ်ချီတို့မှနဂါးပြူလေးနာမည်အရင်းကိုပြန်မိလာသေးပြီးလူအဖြစ်အတူပြန်လာခဲ့ပါတယ်နဲ့ချီတို့နဲ့နဂါးဖြူလေးတို့ကြားမိစ္ဆာအဖွားကြီးတို့သဘောတူခဲ့သောကိစ္စကိုပြုလုပ်ပေးရန်ပြောကြပြီးဝတ်တွေထဲမှာသူ့မိဘကိုရှာပြီးခံမှန်းပြောကြရာအဖြစ်မှန်သဖြင့်မိစ္ဆာအားလုံးပျော်ရွှင်သွားကြပြီးဟာကုနဲ့အတူမိဘများရှိရာသို့သွားခဲ့ရပါတယ်ဟာကုမှာကြံခဲ့ပြီးချီတို့မှာသူ့မိဘများနဲ့အတူလိုင်ပူပေါအပြင်သို့ပျော်ရွှင်စွာအတူထွက်လာခဲ့ပြီးဇလန်းကိုအဆုံးသတ်လိုက်ပါတယ်ဤဇလန်းကိုနှစ်သက်ပါကလိုက်နေခြင်းကွန်မန့်တွင်အသင့်အတွေ့အကြုံများမျှဝေခြင်း subscribe လုပ်ခါအားပေးနိုင်ပါတယ်ခင်ဗျာ